အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာပရိသတ်များနားဆင်ရမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာမောင်စနေရေးသားထားတဲ့ပထမပွဲဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးမစခင်ကျွန်တော်ရဲ့ channel ကို like and subscribe လေးလုပ်ပေးဖို့တောင်းဆိုပါရစေကျုပ်လည်းကိုရင်ထွက်ပြီးတိတိဇောတိကယုံကျောင်းကိုပြန်ရောက်နေပြီးကျောင်းပြန်ရောက်တာနဲ့အညိုတေးချင်းနဲ့ခိုင်းတဲ့ဘိုးကကြောင့်ကျုပ်တောင်းတွေးမြောက်တွေးတော့မလုံနိုင်ပါဘူးဗျာစနေရေးကျောင်းရှိကရေမြောင်းလေးဖော်ကြရအောင်ကိုရင်လေးတွေပါခေါ်ထားလိုက်ပါသူတို့တွေစားရနေတယ်လာမင်းနဲ့ငါပဲလောက်ကြရအောင်ဒါကဘိုးကလူကြောက်ကောင်းအောင်ပြောတဲ့စကားပဲတကယ်တမ်းနင်းလားငါလားအလုပ်လုပ်ကြပြီဆိုသူခမညာညီနေပေါင်း16000မကဘူးညီးပြီပြုတ်စနေရေအသက်ကြီးလာတော့မကောင်းမှုဟာခါကမကောင်းအမောကလည်းမခံလေတော့ရင်တော့ရင်းရိုင်နေပြီကွာနေဘိုးကထိုင်းနေကျုပ်ပဲလုပ်လိုက်မယ်ရပါတယ်ကွာမင်းကလည်းအထမ်းတဲ့အဆွဲကလေးနေမှာစိုးတယ်ထိုင်နေပါဗျာသူမလုံနိုင်တာကိုပြောပြနေတော့လေကျုပ်ကနားခိုင်းရတာပေါ့တကယ်လည်းအသက်ကြီးပါပြီကျုပ်လေဘိုးကကိုစိတ်ရင်းနဲ့အလုံးမလုံးစိတ်ချင်တော့ပါဘူးကျုပ်နဲ့ဘိုးကကြောင်းတန်ရှင်လုံနေတော့ကိုရင်လေးနှစ်ပါးကြွလာတယ်ပြီးတော့ဖုန်းကြီးခေါ်ခိုင်းတယ်ဆိုလို့တွားလိုက်ရတာပေါ့ဗျာဖုန်းကြီးတရားဝဲရှိလို့အောက်ပြအောက်ရဖက်ကြွအောင်မယ်ဓာတ်ပတ်ဒါမှမဟုတ်နှစ်ပတ်တော့ကြာမယ်အဲ့တော့ကျောင်းမှာကောင်းကောင်းမွန်နေခဲ့ကြာလားတင်မဖေဟာစိတ်ချပါတပည့်တော်ရှင်အကုန်လုံးအဆင်ပြေပါတယ်ဖေဟာစနေနင်းကိုပဲစိတ်ပူတာဟဲ့တခြားသူတွေကကိစ္စမရှိဘူးနင်းတယောက်တည်းကိုပဲခေါ်ပြောချင်တာကြားလားဖုန်းကြီးကအဲ့လိုမိန်တော့ကျုပ်ဘယ်လိုပြန်ရှောင်းမှမသိပါဘူးဗျာကျန်တဲ့သူတွေကတော့ပြုံးစီစီနဲ့ပေါ့ဗျာအဲ့လိုနဲ့ဖုန်းကြီးကမိန်စရာရှိတာတွေမိန်ပြီးပြီဆိုတော့ကျုပ်တို့လည်းကျောင်းကိုပြန်ဆင်းလာခဲ့တယ်အောက်ရောက်တော့ကျောင်းမှာအသက်အကြီးဆုံးဖြစ်တဲ့ဘိုးကကျုပ်တို့ကိုတဖန်ပြန်ပြီးဆုံးမစကားပြောတာပေါ့ဗျာကဲကိုရင်နှစ်ပါးနဲ့စနေစောင်းတန်းမှာခဏထိုင်ကြတပည့်တော်ဩဝါဒပေးပါရစေအမေကိုရင်တွေကို तू ကဩဝါဒပေးမယ်ဆိုပဲကျုပ်တို့လည်းအသက်ကြီးတဲ့ဘိုးကစကားကိုနားထောင်ရတာပေါ့ဘိုးကဖုန်းရင်ခေးရွက်မယ်ဆိုတော့ကျောင်းကဖြစ်လာသမျှအရာအလုံးတူကောင်းပေါ်ရောက်လာပြီလေသူကျုပ်တို့ကိုဆုံးမစကားပြောတာလည်းမလွန်ပါဘူးလေဘိုးကဝါလက်ဆက်ကွန်းကိုထိထုတ်ပြီးချောင်းတစ်ချံဟန့်နေဗျပြီးတော့ခက်တီတီနဲ့စကားဆိုတယ်စနေမင်းကကျောင်းကတဲ့ပင်တွေတေချာကြွေးစားရမယ်ရေလိုတဲ့အပင်တွေကိုရေတေချာလောင်းကြားလာပြီးတော့ဆုံးခံလာရင်လည်းတီတက်နန်နဲ့နောက်ကလိုက်ဖုန်းကြီးမပါဘူးဆိုပြီးပောက်ကြရလို့မရဘူးမင်းတို့တွေရဲ့လောက်ရကဒိုးချောင်းကိုထိခိုက်နိုင်တယ်ကြားလားဟုတ်ကဲ့ဘိုးကကိုရင်နှစ်ပါးအရှင်ဖရာတို့လည်းဆုံးခံရင်ဖုန်းကြီးနဲ့သွားတယ်လို့ပဲကြွနော်စနေကိုလည်းကြည့်ပြောအောင်စိတ်ကြပါဘိုးကကိုရင်တို့သိပါတယ်ဘိုးကဖုန်းကြီးပေးတော့ဩဝါဒတဲ့မနေ့တော့ဩဝါဒမြမင်းကြပြီးတော့ကဲလှုပ်ရှားရှိတာလှုပ်ကြဘိုးကခက်တီတီနဲ့ပြောပြီးတော့ကျုပ်လက်ကိုဆွဲထားတယ်ဗျကျုပ်လည်းဘာတော့ပေါ့ကိုရင်နှစ်ပါးခက်ဝေးရောက်သွားတော့မှဘိုးကအတန်အုပ်နဲ့မင်းကလည်းမင်းနဲ့ငါအလုပ်ကကြားထိုးတာလေကွာသွားကြားခွန်သွားယူဘိုးကခက်တီတီနဲ့ပြောတော့ကျုပ်လည်းကြားခွန်သွားယူပြီးစောင်းတန်းမှာကြားထိုးနေကြတာပေါ့ဗျာဖုန်းကြီးခေးထွက်သွားပြီးကျောင်းမှာကျုပ်ဘိုးကနဲ့ကိုရင်နှစ်ပါးပဲကြံခဲ့တယ်ဘိုးကအသက်အကြီးဆုံးဆိုတော့ဘိုးကရဲ့စကားကိုနားထောင်ပြီးနေရတာပေါ့ဗျာဖုန်းကြီးရှင်နှိုးစရာမလိုတဲ့ကျုပ်နဲ့ကိုရင်နှစ်ပါးကိုဖုန်းကြီးခရီးသွားတော့ဘိုးကမနဲ့အစောဆိုကျုပ်တို့ကိုနှိုးရတဲ့အလုပ်တစ်ခုတိုးသွားတာပေါ့ဗျာစနေထားစမ်းကွာဆုံးခံသွားရမယ်ဟဲ့ကောင်ထနော်အင်းမဘိုးကရနိုးနေပါပြီဗျအေးပြီးတာပဲကိုရင်နှစ်ပါးကိုသွားနှိုးလိုက်အောင်မယ်ဘိုးကတော့ကျုပ်ကိုနှိုးပြရနဲ့ထွက်သွားတယ်ကျုပ်လည်းမလန်းနဲ့အဲ့ရကထားပြီးမျက်နှာတွေသွားတိုက်လိုက်တယ်အဲ့ဒါတောင်အိတ်ချင်စိတ်ကမပြေသေးဘူးပြို့တို့ပေမဲ့ဆုံးခံလာရအောင်မလားကျုပ်လည်းဆွမ်းစားကြောင်းတွေကဆွမ်းရင်ကြအကြီးကိုဆွဲပြီးကျောင်းရှိတဲ့ဆောင်မှာကိုရင်နှစ်ပါးကိုထိုင်ဆောင်နေလိုက်တယ်တိတ်မကြပါဘူးကိုရင်နှစ်ပါးရဲ့တပိတ်တွေပါပြီးကြွလာတယ်မနေ့4 နာရီပြီးတော့ညတာရှိတဲ့လားဆိုတော့အမောင်ကကြံနေသေးတာပေါ့ဗျာကိုရင်နှစ်ပါးတန်းစီရက်လိုက်တဲ့အချိန်ကျွန်တော်လည်းသူတို့နဲ့တန်းပြီးရက်လိုက်တာပေါ့ပြီးတော့ကျုပ်တို့တွေရက်ွက်ထဲဆွမ်းခံကြွတာပေါ့သွားမယ်ရက်ွက်လေးကဝေးတော့ဆော့သွားရတယ်ပြို့အဲ့လိုနဲ့ကိုရင်နှစ်ပါးနဲ့ဖုန်းကြီးရောင်းသားကျုပ်ဆွမ်းခံကြွတာပေါ့ဗျာကျောင်းကနေထွက်လာလိုက်တာအတော်လှမ်းကိုရောက်လာပြီဗျအာယုံလေးတော့တက်လာပြီအဲ့ဒီအချိန်ရှေ့ကိုအာယုံဆိုင်နေတဲ့ကျုပ်ကိုတယောက်ကပခုံးကိုပုတ်လိုက်တယ်ဗျကျုပ်လည်းဘိုးကနောက်ကလိုက်လာတယ်ထင်ပြီးနောက်ကိုပြန်လှည့်ကြည့်တယ်ဘယ်သူမှမရှိပါဘူးအဲ့ဒါနဲ့ရှေ့ကကြွနေတဲ့ကိုရင်နှစ်ပါးနဲ့နည်းနည်းကွာသွားတယ်ဆိုပါတော့ကျုပ်လည်းရက်ပြီးနောက်ကိုလှည့်ကြည့်နေရကနေဘယ်သူမှမရှိတော့ကိုရင်နှစ်ပါးတွေနောက်ကိုခတ်တဲ့လေးလိုက်ရတာပေါ့မကြပါဘူးပခုံးကိုနောက်ထပ်တစ်ခါထပ်ပုတ်ပြန်ရောကျုပ်လည်းလှည့်ကြည့်မိပြန်ရောဘာမှမရှိဘူးတရေတော့6 နေပြီထင်တယ်လို့တွေးပြီးကိုရင်လေးတို့ကိုအမိလိုက်မယ်ကြံတော့ကျုပ်ပခုံးကပုတ်ယုံနေမဟုတ်ဘူး
ဆွဲပါထားပြီဗျအဲ့တော့ကျုပ်လည်းလမ်းဖြတ်ပြီးနောက်ကိုတဖြည်းဖြည်းလှည့်ကြည့်တာပေါ့အဲ့ဒီမှာကျုပ်မြင်လိုက်ရတာကအသက်ကြီးကြီးလူကြီးတစ်ယောက်ဗျပစိုးကိုခေါင်းမှာပေါင်းထားတယ်ပုံစံကလူပုံစံမို့ကျုပ်လည်းတက်ပြင်းချပြီးအဲ့ဒီလူကြီးကိုအပြစ်တင်တာပေါ့ဗျာဦးကြီးကလည်းဗျာလန့်လိုက်တာမိုးကမလင်းသေးပါဘူးဆိုအတန်လေးပါလေပေးမှာပေါ့ပေးမယ်လို့ပါပဲကွာဒါနဲ့ဆရာတော့မကြွဘူးလားဟုတ်တယ်ဖုန်းရင်းကအောက်ပြီးအောက်ရွာကိုသွားတယ်ဩဟုတ်လားကဲသွားကိုရင်လေးတွေနဲ့တောင်လှမ်းနေပြီဟုတ်ကဲ့ကျုပ်သွားပြီဦးကြီးရဲ့ကျုပ်လည်းပခုံးပုတ်ပြီးခေါ်တဲ့ဦးကြီးကိုထားခဲ့ပြီးကိုရင်လေးတွေနောက်ကိုအပြေးလိုက်ရတာပေါ့ခဏနေတော့နောက်ပြန်လှည့်ကြည့်ရင်စိတ်ပေါက်တာနဲ့ပြန်လှည့်ကြည့်လိုက်တော့ခုနကကျုံနဲ့စကားပြောတဲ့လူကြီးကလမ်းဘေးကကိုပင်ကြီးဘုတ်ကိုကက်လန့်ဖြတ်ပြီးတက်သွားတာဗျာအဲ့ဒီကြားမှာကျုပ်လည်းကြက်သီးတွေပါတွေထပြီးကိုရင်လေးတွေကိုမိအောင်ဒုံဆိုင်ပြီးပြေးရတာပေါ့ဗျာကျုပ်အသေးအတန်ပြေးတော့ကိုရင်လေးနှစ်ပါးကကျုပ်အခြေတံကိုကြားရတဲ့နဲ့နောက်ပြန်လှည့်ကြည့်ပြီးမိတ်နေကိုစံနေဘာတွေဖြစ်နေတာလဲတပည့်တော်ကိုတဲရဲချောက်လို့ပါဖေဟာကိုစံနေကတော့တီးဇောတိကယုံမှနေပြီးတဲရဲကြောက်နေရတယ်လို့ကိုရင်နှစ်ပါးကကျုပ်ကိုတလဲစီဆူပြီးဆက်ဆုံးကန်ကြွတာပေါ့ဗျာကျုပ်ဖြစ်သူတို့နောက်ကနေကုတ်လေးလိုက်ရတယ်ဖုန်းကြီးနဲ့ဆုံးကန်ထွက်တော့ကတော့သူတို့လောက်မကြောက်ရဘူးလို့တွေးနေမိတာပေါ့ဗျာတနေ့တော့အချိန်ပေါ့ကျုပ်ဆောင်းနှောင်းကခုံတွေကိုအဝိစုံနဲ့တုပ်နေတာပေါ့ဘိုးကမရှိဘူးဗျရက်ွက်တဲ့ထွက်ပြီးကွန်းသွားဝယ်တယ်ကိုရင်လေးတွေကလည်းသူ့အကြောင်းဆောင်မှာဆိုင်အန်နေတဲ့ထဲမှာအဲ့ဒီအချိန်မှာကျောင်းဝင်းထဲကိုလူတယောက်ဝင်လာတယ်ဗျလူပုံစံကခတ်တတ်တယ်မယ်သူကကျုပ်စီကိုတက်လာတယ်ပြီးတော့အတန်ခတ်အေးနဲ့စကားဆိုတယ်ငါတူဆရာတော်ရှိလားမရှိဘူးဗျကျောင်းမှာတခြားတန်ခါတွေရှိသေးလားငါတူကိုရင်နှစ်ပါးတော့ရှိတယ်ဦးကြီးကအတန်မဆဲပထမ်းရွတ်ဖို့လာပြန်တာဖုန်းကြီးကတော့မရှိဘူးဗျဦးလေးကကိုယ့်အိမ်မှာတရက်လောက်လေးပဲရွတ်ချင်တာပထမ်းရွတ်တဲ့တန်ခါရှိရင်ပြင်ချင်တာကွယ်တခြားအသည့်တွေလည်းမရှိတော့အခက်သားကျုပ်အဲ့ဒီဦးလေးကိုတေချာအကဲခတ်လိုက်တယ်တကယ်ကိုတန်ခါစရာပါဗျာသူ့မှာစေတနာတရားကအပြည့်ပဲသူလှုပ်ချင်တာလေးမလှုပ်ရလို့စိတ်ညစ်သွားတော့ကျုပ်လည်းအတော်ကိုစိတ်မကောင်းဖြစ်သွားတယ်အဲ့တော့တိုက်လိုက်တဲ့လောက်ကိုညီမဲလို့တွေးလိုက်ပြီးတော့ကျုပ်ကိုညီနိုင်တဲ့လောက်အတိုင်းအတာကိုသူ့ကိုပြောလိုက်တယ်ဦးလေးကျုပ်တို့เจ้าမှာတော့ကိုယ်နှစ်ပါးပဲရှိတယ်သူတို့ကစာဝါတက်နေတာပထမ်းတော့ကြောင်းချင်းရွတ်တက်နေပါပြီတကယ်တော့သူတို့နဲ့အဆင်မပြေဘူးဆိုရင်လေတခြားเจ้าတွေကိုသွားပဲမလားကျုပ်လိုက်ဖို့ပြင်မယ်ရတယ်ကိုရင်လေးတွေကြွမယ်ဆိုကိုရင်လေးတွေပဲပြင်ပါမယ်အဲ့ဒါဆိုခဏဆော့ကျုပ်သွားရှောက်အောင်မယ်ကျုပ်လည်းဧည့်သည်ဦးလေးကိုစောင်းတန်းမှာထိုင်ခိုင်းလိုက်ပြီးကိုရင်လေးတွေเจ้าဆောင်စီကိုသွားလိုက်တာပေါ့ကိုရင်လေးတွေကတိုက်ဆိုင်ပထမ်းတွေပြန်ရွတ်နေတယ်ဗျကျုပ်လည်းဟန်ပြီးဆိုပြီးတခါတယောက်ကပထမ်းရွတ်ဖို့လာပေးနေဆိုတာရှောက်လိုက်တာပေါ့ကိုရင်ဖေးတခါတယောက်ကသူ့အိမ်မှာပထမ်းရွတ်ချင်လို့တဲ့အဲ့ဒါကိုရင်တို့ကလာပေးနေတယ်ဖြစ်ပါမလားကိုစနေကျုပ်တို့ကအပြင်တွေလိုက်ဖို့တာမဟုတ်ဘူးဖြစ်တော့ပါတယ်သူကတခြားเจ้าနေမပင့်ကျင်ဘူးတဲ့တပည့်တော်လည်းကိုရင်တို့နဲ့လိုက်ခဲ့မှာကိုဘာမှပူစရာမလိုပါဘူးကျုပ်တော်ဆွဲလိုက်ရတယ်ဗျကျုပ်အဆွဲကောင်းတာနဲ့ကိုရင်လေးတွေလည်းကြွမယ်ဖြစ်ကုန်ရောအဲ့တော့ကျုပ်လည်းအားရဝမ်းသာနဲ့စောင်းတန်းမှာထိုင်တဲ့ဦးလေးကိုအစင်ပြေရောက်နဲ့ကြွမဲ့နေရာကိုမေးလိုက်တာပေါ့ပထမ်းလာပင်းတဲ့ဦးလေးကတော့တော်ပျော်သွားတာဗျကျုပ်တော်သူ့အပြောတွေကူးပါတယ်ဗျဦးလေးကကြောင်းရဲကပြန်မထွက်ခင်ထိတော်မာနေလို့စိတ်ချဖို့ကျုပ်တေချာပြောလိုက်ရတယ်သူထွက်သွားပြီးမကြဘူးဘိုးကကြောင်းထဲကိုဝင်လာတယ်ပြီးတော့ကိုရင်နှစ်ပါးကိုလာပင်းတဲ့သူကိုမေးတယ်ဗျဆက်နေဆွမ်းနာကြောင်းထဲကထွက်လာတာဘယ်သူတော့ဟောပထမ်းတော်လာပင်းတာဘိုးကပြင်ပုံရွာကဥနဲ့အောင်တဲ့တီးလာကြီးလားစနေရတီးတာပေါ့ဘိုးကရကျုံနဲ့ကိုရင်နှစ်ပါးသူ့အိမ်ကိုသွားပြီးပထမ်းရွတ်ပေးရမှာဟဲ့ကောင်မင်းတကယ်ပြောနေတာလားတကယ်ပေါ့ဘိုးကရကိုရင်လေးတွေကိုတော့ရှောက်ပြီးပြီဟုတ်မှလည်းလုံငါကောင်မင်းပြဿနာတက်နေမယ်နော်ကောင်းတာလောက်တာပဲဘယ်ကသာပြဿနာတက်ရမှာလဲဗျာဘိုးကတားမလို့လားမတားရဲပါဘူးဗျာမင်းတို့သဘောဘိုးကခက်ရွယ်လေးပြောပြီးထွက်ရတယ်ဗျကျိုးလည်းကိုရင်လေးတွေစီသွားပြီးနေ့လည်းပထမဘက်သွားဖို့ကိုကြိုတင်ပြင်ဆင်လိုက်ကြတာပေါ့ဗျာနေချင်းစားပြီးကြတဲ့ကကျုံနဲ့ကိုရင်လေးနှစ်ပါးဖင်တကြွကြနဲ့ဖြစ်နေပြီပထမ်းရွတ်ဖို့သွားကျင်နေပြီကိုဘိုးကခဏနေအောင်ဆိုတာနဲ့ကျုပ်တို့လည်းစောင်းတန်းမှာစောင့်နေတာပေါ့မကြပါဘူးဘိုးကရောက်လာတယ်ဗျလက်ထဲမှာလည်းစားအုပ်တအုပ်နဲ့ပြီးတော့စားအုပ်ကိုကျုပ်စီအရင်ပေးပြီးဖက်ခိုင်းတယ်စားထဲမှာအခုသွားတာသူနဲ့မဆိုင်ကြောင်းပြဿနာတက်ခဲ့ပါကသူနဲ့မဆိုင်ကြောင်းပေါ့ဗျာပြီးတော့လက်မှတ်တောင်ထိုးခိုင်းသေးတယ်ကျုပ်လည်းသူထိုးခိုင်းတဲ့နေရာမှာထိုးပေးလိုက်တယ်ကိုရင်နှစ်ပါးကိုလည်းအလွတ်မပေးဘူးဗျလက်မှတ်ထိုးခိုင်းသေးတာပြီးတော့သူကပြောသေးတယ်စိတ်မခုကြနဲ့ဒီလိုလုံးမှဖြစ်မှာမို့လောက်ရတာဖုန်းကြီးကတခုခုဆိုငါ့ကိုပဲစူတာအခုကိစ္စကငါနဲ့မဆိုင်ဘူးဆိုတာသိအောင်တက်တည်ယူထားတာဟ
ဟုတ်ပါပြီဘိုးကရကျုပ်တို့သွားလို့ရပြီလားအေးရပြီမိုးလင်းမှပြန်လာမလားဟုတ်တယ်လာပဲ့နာအတန်မဆက်ဆိုတော့မိုးလင်းမယ်ကျုပ်ပါဝင်ရမှာလေလှုပ်ချင်တယ်လို့လှုပ်ပြအဲ့ဒါမင်းအပိုင်းသွားကြတော့ဘိုးကကိုကြည့်ရတာကျုပ်ကိုမယုံတယ်လို့ပဲယုံပါတယ်ဗျာယုံပါတယ်ဘိုးကယုံနာကြီးကလည်းဗျာအသက်မပါလိုက်တာကဲစကားများမနေနဲ့သွားကြရှိရသွားကြတော့ဘိုးကကျုပ်တို့ကိုကျောင်းအပြင်လိုက်ဖို့ပေးတယ်ပြီးတော့သူကကျုပ်တို့အပြင်ရောက်တာနဲ့ကျောင်းတကားကိုပိတ်လိုက်တယ်ဗျကျုပ်တို့လည်းနောက်ကိုပြန်လှည့်မကြည့်ပဲပြင်မရွာလေးကိုခက်မြက်မြက်ကြောသားကြတာပေါ့ကျုပ်တို့ကိုလာပင်းသွားတဲ့ဦးတင်အောင်ပြောပြတဲ့လမ်းတိုင်းသွားတာအတော်ကိုသွားလိုက်ရတယ်ဗျကိုရင်နာပါဆိုပထမ်းရွှေရှင်လို့သာသွားတာမျက်နှာမှာချွေးတွေစို့လို့ပါဗျပြီးတော့ကျုပ်ကိုတော်မေးတယ်ဗျကိုစနေခမရပြောတဲ့ရွာကမရောက်သေးဘူးလားဗျရောက်တော့မယ်ထင်ပါတယ်ဗျခမရရောက်တော့မယ်ကတော်ကြာနေပြီတပည့်တော်လည်းတခါမှမရောက်ဘူးတာကာလန်ဘေးကတွေ့ချင်းလှဲလန်းအတိုင်းလာဆိုလို့တာလာရတာလဲကြုံရှိတာကိုလည်းကိုရင်တို့မှမရှိတာသူတို့တောင်မှပဲနွားလဲကြီးကိုယုံနေရတာမရှိရပါဘူးကိုစနေရအရေးလေးကောင်းရင်ခဏနားကြရအောင်တင်မနေကအတော်ဘူးတဲ့ဗျနေစွန်းစားပြီးတိတ်မကြဘူးထွက်လာတာဆိုတော့နေပူကောင်းခြင်းကြီးလေဗျပူတာပေါ့ကျုပ်တို့လည်းသွားခြင်းစိတ်တွေများနေတော့ပူလို့ပူမှန်းတော့တိတ်မတိပါဘူးဗျတော်တော်လေးမောလာမှသိရတာအဲ့ဒါကြောင့်လမ်းဘေးမှာရုံးပင်ကြီးအောက်မှာထိုင်နာကြတာပေါ့ကျုပ်တို့လည်းခဏနာပြီးတော့ပြန်သွားဖို့လုပ်နေတော့နောက်ထပ်လှည့်တစီထပ်ရောက်လာတယ်လှည့်ဓမ္မကအတော်သဘောထားပြေးဝပုံပဲဗျကိုရင်လေးနှစ်ပါးကိုမြင်တာနဲ့တန်းပြီးစကားဆိုရတယ်ကိုရင်တို့ဘယ်ကြွမှာလဲဖေပြင်မုံရွာလေးကိုကြွမှာပါဟောအလူကိုသွားမယ်ထင်တယ်တပည့်တော်လည်းနဲ့လိုက်ဖို့မယ်ဖေရပါတယ်တကားကြီးကိုရင်တို့ဘုန်းကြီးကလက်မရှိရဘူးလို့မိန့်ထားဘူးလို့ပါကောင်းပါတယ်ဖေအဲ့ဒါဆိုတပည့်တော်သွားလိုက်ပါဦးမယ်ရှေ့လျှောက်ဘောစကိုင်းပြင်းနေရှိတာမို့နေသိမ့်မပူတော့ပါဘူးဖေလက်သမားကကိုရင်လေးတွေနဲ့ကျုပ်ကိုနှုတ်ဆက်ပြီးမောင်းသွားတယ်လေကျုပ်တို့ကတော့ပြင်းတီပြေတွင်လမ်းလျှောက်နေတာပေါ့ဗျာဟုတ်တယ်ဗျလက်သမားပြောတဲ့အတိုင်းပဲသိမ့်မကြဘူးလမ်းဘေးဝဲမှာဘောစကိုင်းပြင်းတွေအများသားပြုတ်အသေးတွေတီးနေတာခဲနေတာပဲကျုပ်လည်းအသေးတွေခူးပြီးအခွန်ခွာစားလိုက်အယိုးကိုချိုးပြီးအကျော်လေးတွေကိုဝါးလိုက်နဲ့လုံရင်လမ်းလျှောက်လာတာမကြပါဘူးဗျာရိုးချောင်းတရားအကျော်မှာရွာတဲ့ရွာကိုတွေ့တာပဲကျုပ်သိလိုက်ပြီအဲ့ဒါပြင်ပုံရွာပဲကျုပ်တို့လည်းအားရဝမ်းသာနဲ့ရိုးတရားလေးကိုကူးမဲ့အလို့တရားအောင်နာလမ်းကလူတယောက်တက်လာတယ်ဗျအဲ့ဒီလူကဥတင်အောင်လေးသူကကျုပ်တို့ကိုမြင်တော့အားရဝမ်းသာဟန်နဲ့ကိုရင်လေးတို့ရောက်လာပြီလားဖေရောက်ပြီပေါ့တကားကြီးရဲ့တပည့်တော်အင်ကရွာထဲမှာမဟုတ်ဘူးဖေတပည့်တော်နောက်လိုက်ခဲ့ပါကြွပါဖေအဲ့လိုနဲ့ဥတင်အောင်ကရှေ့ကနေသွားတယ်ဗျသူ့အင်ကရွာအပြင်ခက်လန်းလန်းမှာပြုတ်ရွာကိုတော့လှမ်းမြင်ရတယ်ကျော့တဲ့တောင်ရွာကွက်ထဲမှာအိမ်ဆောက်ထားတာဗျခြံကြီးဆိုကြဲကြဲခတ်ထားတာခြံထဲမှာစပယ်ကြီးတွေထော်လာကြီးတွေအောင်ရှိနေတာနော်ပေါ့လို့တော့မရဘူးထော်လာကြီးဆိုတော့တော်ရင်လူပိုင်တာမဟုတ်ဘူးဗျပြီးတော့မီးစက်ပါရှိတာဗျကျိုးတို့အိမ်ဝိုင်းနဲ့ရောက်တော့အိမ်ကိုမောကြည့်လိုက်တာခေါင်းမိုးပေါ်မှာဒေါ်သုံးလုံးရွာပဲလဲထားတာကျော့တဲ့အတန်ချက်ဆက်လဲငှားထားတာထင်တယ်တော်တော်ကြီးကြီးရဲ့ပါဗျခတ်တာကလူလက်တယောက်မှမရှိဘူးတက်ရှိဆိုလို့အင်ရှင်ဦးတန်အောင်ရဲ့အတန်ချက်ဆက်ဆက်ရရဲ့ကျုံနဲ့ကိုရင်နှစ်ပါးရဲ့ဒါပဲရှိတာကျုပ်တို့ကိုဦးတန်အောင်ကအိမ်မော်ကအိမ်ဦးကမ်းမှာနေရာချပေးတယ်ဗျကျုပ်ကတော့ကိုရင်နှစ်ပါးကိုမိုက်ခွက်အရှင်မှာထားလိုက်တယ်မိုက်ခွက်ဆိုတကယ်ကိုအကောင်းစားဖြစ်မယ်ဗျငုတ်တုံမိုက်ခွက်တွေခဏနေရောဦးတန်အောင်ကကိုရင်လေးတွေကိုအချိုရီကတ်တယ်ကျုပ်ကလည်းတိုက်တာပေါ့လေအချိုရီကနိုင်ငံခြားဖြစ်ထင်တယ်ဗျတောက်လို့တော့ကောင်းတယ်ဒါပေမဲ့တခါတည်းမောတောက်လို့မရဘူးကိုရင်နှစ်ပါးဆိုတောက်ပြီးတော့တကယ်ကိနဲ့ဖြစ်နေတာအရှင်ဦးတန်အောင်ကအတော်ကိုသဘောကောင်းတာပါဗျမကြဘူးပြို့ကိုရင်နှစ်ပါးကိုဂျင်းတုတ်ထက်ကတ်တယ်ကျိုးတို့ကိုရင်တွေကဝင်းနေအလေးထားတာဆိုတော့မစားဘူးဗျအဲ့ဒါကိုဦးတန်အောင်ကအတော်သဘောကျနေတာပြို့ချီလက်ချီကျူးနေသေးတယ်တန်ကားဆိုတာဒီလိုဖြစ်ရမှာဆရာကောင်းတော့ပန်းကောင်းပန်ရပြီပေါ့လေကျုပ်ကိုရင်တွေကလည်းအတော်ကိုအိမ်တွေရှိတာဗျတကယ်ကိုကြီးညိုစရာကောင်းနေတာပါကျုပ်ဖြစ်ကိုရင်နှစ်ပါးကိုခဏခဏဥချနေပြီလို့သူတို့ကအတန်ခတ်အောင်နဲ့တားနေသေးတယ်ကိုစနေဘာလို့ဥချနေတာလဲဗျသုံးချိန်ဆိုတော်ပြီပေါ့ကြီးညိုလွန်းလို့ပါဖေဟာရပြီကျုပ်လည်းအိမ်ဦးကန်းကထားပြီးအိမ်အောက်ကိုဆင်းလိုက်ပြီးတော့အိမ်အောက်ကအတန်ချက်ဆက်ဆရာနာသွားပြီးနည်းနည်းပါးဆက်ဆူနေလိုက်တာပေါ့အကိုကြီးဘယ်ကလာတာလဲဗျတောင်သုံးလုံးကလေတောင်သုံးလုံးပေါက်ကြီးဆက်ဆိုအကိုပေါ့ကွဆက်ဆရာကခက်ကြွကြလေးစကားဆိုတယ်ဗျအမှန်တိုင်းပြောရရင်သူ့ဆက်နာမည်ကိုမကြားဘူးပါဘူးဒါပေမဲ့စိတ်ချမ်းသာပါစေဆိုတဲ့သဘောနဲ့နည်းနည်းအလိုက်အထိုင်လေးပြန်ပြောရတာပေါ့ဟုတ်လားတော်တော်ကောင်းတဲ့ဆက်ပဲဗျဒီနေ့အကောင်းဆုံးအကျယ်ဆုံးဖွင့်ပြမယ်မ
မိုက်ခွက်တွေဆိုအကိုကအကောင်းဆုံးနေပဲသုံးတာကွာဒီဆက်ထောင်းလိုက်တာလဲတွေရာတွေလည်းအကုန်ကုန်ပြီဗျာပို့တို့ရမှာမဟုတ်ဘူးလားဗျတိုးတာကမတိုးသေးပါဘူးဒီဆက်တွေမိုက်တွေလော်တွေဝယ်တာအခုလဲတွေရာတွေရောင်းပြီးဝယ်တာလေခဏလေးနဲ့အဲ့ဒီလဲတွေရာတွေပြန်ဝင်နိုင်မှာပါဗျအကိုကတော့အဲ့ဒါတွေခေါင်းနဲ့မထည့်ဘူးဆက်ပွင့်ရရင်ကိုပြောနေတာကွကျုပ်တွေးမိတယ်ဒီဆက်ဆရာကလည်းကျုပ်တို့လိုပထန်တအားရွတ်ချင်လို့လာတယ်လို့သူလည်းစားတအားဖွင့်ကြလို့လိုက်ခဲ့တယ်ဆိုတာကိုပေါ့ဗျာနေဝင်မိုးချုပ်စားအချိန်ကိုရောက်လာပြီဗျဦးတင်အောင်ကတော့ကျုံနဲ့ဆက်ဆရာကိုထမင်းကျွေးတယ်ဟင်းတွေဆိုအစုံပါပဲဗျာကိုရင်လေးတွေကိုလည်းအေးကတ်တယ်ဗျအတော်ကိုစေတနာထက်တန်တဲ့ဦးတင်အောင်ပါဗျအဲ့လိုနဲ့မိုးလဲချုပ်ရောဦးတင်အောင်ကမီးစက်နှိုးပေးတယ်ပြုတ်သူ့အိမ်မှာမီးတွေဆိုလင်းထိန်နေတာပဲမီးစက်ကခါလန်းလန်းမှာဆိုတော့ဆက်တန်ကတိတ်တော့မစူပါဘူးကျုပ်လည်းဆက်ဆရာသူ့ဆက်ကောင်းချင်ကြွားနေတာကိုနားထောင်နေရတာပေါ့ငါညီအကိုဆက်ဘယ်လောက်ကောင်းဆိုဟိုတော်လောကလူတယောက်ဆေးရုံတက်ရလို့အကိုဆေးဖို့ဆိုင်လိုက်ရသေးတယ်ကွကျုပ်မရှင်းဘူးဘာပြောတာလဲငါဆက်ကတအားអော်တာလေးအဲ့လူငါဆက်တန်ကိုကြည့်ပြီးလမ်းပြီးတရစ်လက်သွားတာဆိုလားငါတာဝန်ယူလိုက်ရတယ်ကွဆက်ကောင်းတော့ဆက်ဒုက္ခပေးတာလေးတော့ခံရမှာပေါ့အော်အဲ့လိုလားတော်တော်ကောင်းလိုက်တယ်ဆက်ပဲဗျာဒါငါးပေါက်စားတွေမတဲလာခဲ့ရသေးဘူးနော်မလိုဘူးဆိုလို့လော်ပဲယူလာတာနေပါဦးပေါက်စားကဘာလဲဗျငါညီကလည်းညှက်လိုက်တာကွာချောင်းပေါက်စားတွေလေကွာအော်တိပြီအေးငါပေါက်စားရှိကျက်မာတကောင်ကိုချထားကြည့်အတန်အော်တာမခံနိုင်လို့တန်းဥချတာကွာကောင်းလိုက်တာဗျာကျုပ်ကြက်မိုးရင်ခမက်ပေါက်စားကြီးငှားရမယ်အမျက်တန်းဥအောင်လို့မင်းကနောက်နေတာမဟုတ်ဘူးတကယ်ပြောတာကွာကျုပ်လည်းတကယ်ပြောတာပါတော်စမ်းကွာမင်းငါ့ကိုမယုံဘူးဆိုတာငါသိပါတယ်ငါဆက်ဘယ်လောက်ကောင်းကြောင်းမင်းမကြခင်သိလာမှာပါကွာကျုပ်စကားကိုဆက်ဆရာကစိတ်ကူသွားတယ်ဗျသူ့ဆက်ဘယ်လောက်ကောင်းတယ်ဆိုတာလက်တွေတိစေရမယ်လို့ပဲကြိတ်နေတယ်မကြပါဘူးဗျကျုပ်တို့အနောက်ကိုဦးတင်အောင်ရောက်လာတယ်ပြီးတော့ဆက်ဆရာကိုစကားဆိုတယ်ဆက်ဆရာပေါက်ကြီးဆက်လေးပါလေစမ်းလို့ရပြီနော်စိတ်ချကြောက်အခုစမ်းလိုက်မယ်ဆက်ဆောက်ဖွင့်လိုက်တာနဲ့အော်လိုက်တာဗျကျုပ်ပြန်နားကြီးသွားတယ်တကြီးကြီးနဲ့လေအဲ့တော့ဆက်ဆရာကကျုပ်ကိုကြည့်ပြီးမိုက်ခွက်အတန်များနေတာဒီလိုလေးလျှော့ရတယ်ခဏအပေါ်ကိုငါမိုက်ခွက်သွားစမ်းမယ်ငါညီကဒီအလုံးလေးကိုတင်းဆိုဒီဘက်လက်လျှော့ဆိုဟိုဘက်လက်မှတ်မိလားမှတ်မိပါတယ်ဗျဒီလောက်တော့အေးဆက်ဆရာပေါက်ကြီးကတော့အိမ်မော်တက်သွားတယ်ဗျတူတက်သွားပြီမကြဘူးမိုင်းရှမ်းတဲ့အတန်ကပေါ်လာတယ်ဟယ်လိုတက္ကစီလို့ပဲဗျမိုင်းရှမ်းတာကလည်းကျုပ်ဖြစ်ကြားကိုမကြဘူးသူကဆောက်ရတယ်ဗျဟယ်လိုတက္ကစီ1 2ညီလေးရေဒီဘက်ကိုနည်းနည်းလှည့်မယ်ကျုပ်ကိုဒီဘက်လှည့်မယ်ဆိုတော့ကျုပ်လက်ရောင်းပြီးလူကိုလှည့်လိုက်မိတယ်ညီလေးလှည့်လေဟာလှည့်ထားတာပဲဗျညီလေးကသာလှည့်တယ်ပြောတာအတန်ကအရင်တိုင်းပဲဘာတော့အတန်ချက်ခိုင်းတာလားအေးလေကွာခမည်းကလည်းတင်းဆိုတင်းလျှော့ဆိုလျှော့ပြောလေဗျာဒီဘက်လှည့်လို့ပဲအေးပါငါကမင်းကိုမသိမှဆိုလို့ဟေ့တော်တော်အထင်သေးတဲ့ဆက်စရာပဲဗျာအဲ့လိုနဲ့ကျုပ်တို့မရဲ့တန်ညှိတာပြီးပြီဆိုပါတော့အတန်ညှိပြီးသွားတော့ကျုပ်လည်းအိမ်မော်ကိုတက်လိုက်တယ်ကိုရင်နှစ်ပါးကတော့မိုက်ခွက်တွေနားမှာစိတ်လှုပ်ရှားနေတယ်ဗျခဏနေတော့ဦးတင်အောင်ကကိုရင်လေးတွေကိုပထမ်းရွတ်ပေးဖို့ရှောက်တော့ကိုရင်တစ်ပါးကအရင်နမောတတ္တာနဲ့ဖွင့်ပြီးစရတော့တာပဲကိုရင်အတန်ကကောင်းတယ်ဗျငယ်တန်ပါတာကလွဲပြီးဖုံးရင်တစ်ပါးရွတ်တယ်လို့ပဲဗျဆက်စရာကလက်ဆန်းပြတာဗျလောတော်လုံးကထွက်တဲ့အတန်ကတော်တော်ကိုကျဲလောင်နေတာပဲဘယ်လောက်ကျဲလဲဆိုအိတ်တန်းဝင်နေတဲ့ငှက်တွေတောင်ထပြန်နေဆိုကိုရင်လေးတွေပထမ်းရွတ်နေတာကိုဦးတင်အောင်ကပြုံးကြီးနဲ့ကြည့်ပြီးသဘောတွေကျနေတာဗျပြီးတော့ရွာဘက်ကိုလည်းလှမ်းကြည့်နေသေးတယ်ကျုပ်ထင်တယ်ဒီလူကြီးရွာပြင်မာတာနေတာရွာသားတွေကိုတော့အတော်ကယူဆိုင်တယ်လို့ပေါ့ကြည့်လေဗျရွာဘက်မျက်နှာမူထားတာရွာနဲ့ကမလှမ်းမကန်းဆိုတော့ကျုပ်တို့ရွတ်တဲ့အတန်ကရွာထဲမှာဟိန်းနေမှာပဲနက်လူသားရုခေါနိုင်တာပေါ့အဲ့လိုနဲ့ကိုရင်နှစ်ပါးတပားကိုတနာရီစီရွတ်ကြပြီးကြော့ရတဲ့ည9 နာရီလောက်အချိန်မှထင်တယ်ရွာဘက်ကနေဓာမီတဝန်းနဲ့လူတွေလာနေကြတယ်ဗျကျုပ်ထင်ပါတယ်ကိုရင်လေးတွေအတန်ကိုကြည်ညိုလို့ရွာထဲကလူတွေလာနေကြတာနေမှာပေါ့ကျုပ်လည်းပြတင်းပေါက်ကနေလှမ်းကြည့်ပြီးတော့ပထမ်းရွတ်ပြီးနားနေတဲ့ကိုရင်လေးအနားကိုသွားလိုက်ပြီးနာကရှောက်လိုက်တာပေါ့ကိုရင်လေးတပည့်တော်တို့ကိုရွာထဲကလူတွေကတော့လူဖို့တန်းဖို့လာပြီးထင်တယ်ဘာလို့လဲစနေဟိုမှာဓာမီတွေတုံးဝန်းဝန်းနဲ့ဒီဘက်ကိုလာနေတယ်ဖေအဆက်တဲ့ပစ္စည်းပဲအလူခံမဲ့ကိုစနေတော်ကြဖုန်းကြီးကအပြစ်တင်နေမယ်တင်မဖေတပည့်တော်သိပါတယ်ဖေကိုရင်တို့ရွတ်နေ
တပည့်တော်ဦးတင်အောင်ကိုတွားပြောလိုက်အောင်မယ်ကျုပ်လည်းအင်အောက်ကဆက်ဆရာကိုရင်းနှီးချမ်းခတ်ပေးနေတဲ့ဦးတင်အောင်စီအကျိုးအကြောင်းတွားပြောရတာပေါ့ဗျာဦးလေရွာဘက်ကနေလူတွေလာနေတဲ့ဓာမီတွေတဝင်းဝင်းနဲ့ဟုတ်လားဦးလေးတွားကြည့်အောင်မယ်ငါတို့နဲ့ဆက်ဆရာအိမ်မတက်နေကြပါလားဘာဖြစ်လို့တော့ဦးလေဘာမှမဖြစ်ပါဘူးကွယ်သွားအိမ်မတက်နေကြဦးတင်အောင်ကကျုံနဲ့ဆက်ဆရာကိုအိမ်မတက်ခိုင်းတယ်ဗျကျုပ်တို့လည်းထွေထူးမစင်းစားတော့ပဲအိမ်မပြန်တက်လိုက်တယ်ကိုယ်လေးနှစ်ပါးကလည်းပထမ်းရွက်လို့အရှင်ကောင်းနေသေးပေါ့ဗျာကျုံနဲ့ဆက်ဆရာကပြတဲ့ပေါက်ကနေရွာကလာတဲ့လူတွေကိုကြည့်နေတာပေါ့မကြပါဘူးအင်ကိုဓာမီနဲ့ဝိုင်းထိုးပြီးဒေါရတေကြီးနဲ့အော်ကြားကြပါရောဗျာဟဲ့ကောင်တင်အောင်မင်းငါတို့ရွာကိုနှောက်ယှက်နေပြန်ပြီလားဟဲ့ကောင်တင်အောင်ထွက်ခဲ့စမ်းအော်တန်ကတော်ကျဲတော့အိမ်မော်ကကျုပ်တို့အကုန်ကြားရတယ်ကျုပ်ဆိုလမ်းသွားတာဗျကြက်တဲ့စီတွေမြပထမ်းရွက်တန်ကိုနားမခံနိုင်လို့လာနှောက်ယှက်တယ်ထင်လိုက်တာအဲ့ဒါကြောင့်ကိုရင်လေးတွေအနာသွားပြီးရွတ်တာရက်ဖို့ရှောက်လိုက်ရတယ်ကိုရင်တို့ခဏရထားပါအောင်လားဖေ။အိမ်ဝိုင်းနဲ့ဘာတွေရောက်လာမယ်မသိဘူး။ကျုပ်အဲ့လိုပြောတော့ကိုရင်လေးတွေနည်းနည်းလမ်းသွားတယ်ဗျ။ကျုပ်လည်းသူတို့ကိုဒီတိုင်းလေးပဲထိုင်နေဖို့ပြောပြီးပြတဲ့မောက်ကနေပြန်ချောင်းကြည့်လိုက်တယ်။ဆက်ဆရာလည်းငင်းနေတာပေါ့။မကြပါဘူးအိမ်ထဲကဦးတင်အောင်ကြီးပစိုးတို့နဲ့ငှက်ကြီးတောင်ထားကိုင်းပြီးထွက်ချလာတာ။ကျုပ်ဖြစ်ဘာတွေဖြစ်ကုန်လဲဆိုတာနားကိုမလဲတော့ဘူး။ရွာသားတွေကခြံစည်းရိုးကိုခြေထောက်နဲ့ကန်ဖွင့်နေတယ်ဗျ။ဦးတင်အောင်ကဓာကြီးဝင်ပြီးဘဲကောင်ငါ့အိမ်နဲ့ဝင်ရဲလေဝင်ရဲတဲ့ကောင်အကုန်ပိုင်းဖြစ်မှာတင်အောင်ကမင်းတို့ကိုတောက်ကြီးမဆိုင်လို့ဒီမှာတယောက်တည်းနေတာဟေ့ရွာသားတွေစိတ်လက်မှမလုပ်ကြနဲ့ငါတို့ရှင်းမယ်ရွာသားတွေကအသက်ခက်ကြီးလူတွေကဒေါရထွက်နေတဲ့လူအကြီးကိုထိန်းလိုက်တယ်ဗျသူတို့လက်ထဲမှာလဲဒုတ်တွေဓာတ်တွေနဲ့လေဗျာတော်သေးတယ်လူငယ်လူရွယ်တွေကလူကြီးစကားနားထောင်လို့ပေါ့ပြီးတော့ရွာထဲကလူကြီးတယောက်ကဦးတင်အောင်ဒေတန်ခက်ရေးနဲ့ပြောလာတယ်ဗျတင်အောင်မင်းငါတို့ကိုကြွယ်ပြီးပထမ်းရွက်တာငါသိပါတယ်ဒါပေမဲ့ရွာထဲမှာလည်းတရားပွဲရှိနေတယ်လေကွာအဲ့ဒါငါနဲ့ဘာဆိုင်တော့ဒီကရွက်တဲ့အတန်းကဒုတိယကုန်းကိုဖုံးနေတယ်အတန်လေးလျှော့ပေးပါလားကွာနှစ်ယောက်လုံးအလုပ်ဖြစ်အောင်ပေါ့ငါကကောင်းတာလုပ်နေတာဘယ်သူမှတောက်ကြီးမဆိုင်ဘူးတင်အောင်မင်းအဲ့လောက်မကတ်နဲ့လေကွာမင်းအခုလိုဆက်လုပ်နေရင်ပြဿနာတွေတက်ကုန်လိမ့်မယ်ဘယ်သူမှတောက်ကြီးမဆိုင်ဘူးကွာရှုပ်ပါတယ်လူကြီးဟာအင်ကိုမီးနဲ့ရှုပ်ပြရိုက်တယ်ပြပြအချင်းတွေကမကောင်းတော့ဘူးပြုတ်ဒုတ်တဲ့ပြက်ဓာတ်တဲ့ပြက်နဲ့ဖြစ်ကုန်ပြီကျုပ်သဘောပေါက်လိုက်ပြီရွာထဲမှာတရားပွဲရှိလို့ကျုပ်တို့ကိုခေါ်ပြီးပထမ်းရွက်ခိုင်းပြီးအရွက်တိုက်တာပဲကျုပ်သိတယ်လို့ဆက်ဆက်ရပေါက်ကြီးလဲတီးသွားပုံပေါ်တယ်တောက်ကျုံနေပြီကွာဆက်ဖွင့်ရပြီးရွက်လိုက်လာတာလဲဝဲဖို့မပြောနဲ့ဆက်ပါပြကြတော့မယ်ထင်ပါတယ်ကွာခွီးတယ်မှာပဲငါညီရေးငါ့ကိုကူညီပါအောင်ဆက်တွေသိမ့်ပြီးအိမ်ပြန်ထောက်ရအောင်လို့ကျုပ်လဲဆက်ဆက်ရကိုတနာတာနဲ့ကိုယ်လေးတွေကိုခေါ်ပြီးအိမ်ရောက်ဆင်းလာလိုက်တယ်ဆက်ဆရာကမိုက်တွေကိုလုံထွေပြီးတိမ့်နေတာအကုန်လုံးတိမ့်ပြီးအိမ်မျိုးကိုထွက်တော့ဦးတင်အောင်ကကျုံနဲ့ဆက်ဆရာကိုကြည့်ပြီးငါတူဘာလို့ဆင်းလာတာလဲရွတ်ဆရာရှိတာရွတ်မရွတ်ရတော့ဘူးလေဆက်ဆရာလည်းဆက်တွေတိမ့်လိုက်ပြီးမင်းတို့ဟေးလူတွေလမ်းလေးဖယ်ပေးအောင်ကျုပ်ရှေ့ကနေရွာသားတွေကြားတဲ့ပြေးဝင်လိုက်တယ်ရွာသားတွေကလည်းကိုယ်လေးနှစ်ပါးကိုမြင်ကြတဲ့ကသူတို့လည်းတပတ်ပေါက်မှာပါကျုပ်တို့ကိုရမရှာပါဘူးကျုံနဲ့ကိုရင်လေးတွေရွာသားတွေကြားတဲ့ရောက်တော့ဆက်ဆရာကသူ့ဆက်တွေထည့်ထားတဲ့တက်တာကြီးနာရက်ပြီးကျုပ်ကိုစကားလှမ်းပြောနေတယ်ညီလေးလာတဲကူပေးအောင်လေကွာမလာရဲပါဘူးဗျာခမရဆက်တွေထားခဲ့ကျုပ်တို့တွေဒီလိုဘယုတ်တော့ကဖြစ်နေလို့ထင်တယ်ဦးတင်အောင်ကကျုပ်တို့ကိုကြည့်ပြီးမင်းတို့တွေမလုပ်ချင်တော့အတင်းမလုပ်ခိုင်းပါဘူးသူ့ပစ္စည်းတွေတဲကူလိုက်ငါမင်းတို့ကဘာမှမလုပ်ဘူးဟုတ်ကဲ့ဦးတင်အောင်ခွင့်ပြုမှာပဲကျုပ်လည်းဆက်ဆရာကိုပေါက်ကြီးရဲ့ဆက်တွေလော်တွေကိုဖြုတ်တန်တာဖြုတ်တဲတန်တာကုတဲပြီးရွာသားတွေနဲ့ရွာထဲလိုက်လာခဲ့တယ်တော်သေးတာပေါ့ကျုပ်တို့เจ้าကိုတေးတဲ့လူကြီးတယောက်ပါနေလို့ဒါဇောတိကယုံเจ้าကကွင်လေးတွေမဟုတ်လားဟုတ်ပါတယ်တကားကြီးတော်သေးတာပေါ့ဖေဟာတရားကလူမိုက်တယောက်ပါဖေဟာရွာသားတွေကိုအမျက်ကန့်လန့်တိုက်နေတဲ့လူပါဒီနေ့ရွာထဲကစုပေါင်းအလူတရားဝယ်လီလောက်တာလေကွင်လေးဆိုအတန်ကြီးပဲကြားနေရတာအဆက်ကလည်းကောင်းလိုက်တာတရားဒီလောက်ကောင်းတဲ့ဆက်ကိုဘယ်ရမြသွားငှားလည်းမသိဘူးရွာထဲကလူကြီးတွေအဲ့လိုပြောတော့ဆက်ဆရာကိုပေါက်ကြီးကဒုက္ခရောက်နေတာကိုတော့ပြုံးဖြည်းဖြည်းနဲ့ပြောကိုရင်လေးနှစ်ပါးကတော့ကျုပ်ကိုမကြမ်းမနဲ့ကြည့်နေတာပေါ့ဗျာကျုပ်တွေးလိုက်မိတယ်တော်ပြီဒီတစ်ခါပထမပွဲလာပြင်လို့ကတော့ဖုန်းကြီးမပါရင်မလိုက်တော့ဘူးလို့ပေါ့ဗျာတော်သေးတာပေါ့လူမိုက်ကကျုပ်တို့ကိုရမရှာလို့တွေးပြီးပြင်းမရွာကိုရွာသားတွေနဲ့အတူလမ်းလျှောက်နေတာပေါ့ဗျာပထမပွဲဆိုတဲ့ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီနားဆင်အားပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကို
အထူးပင်ကျေးဇူးတင်ရှိပါတယ်